အခုလိုကာလာကြီးထဲမှာစီထုတ်ရတွင်းရလွယ်ကူတဲ့ DC စီးပန်လေးနဲ့ကျွန်တော်မိတ်ဆက်ပေးပါမယ်ဒီကောင်လေးကအသုံးပြုရလဲရန်ကိုလွယ်ကူရိုးရှင်းပါတယ်ပြီးတော့သူ့ရဲ့စီးစုပ်အားကလည်းစက္ကန့်မှအတွင်းမှာစီတော်တော်များများကိုတိတိတတ်တာစုပ်ယူပေးနိုင်ပါတယ်ဒီမှာကျွန်တော်သေချာလဲပြပေးထားပါတယ်ခင်ဗျာသူ့မှာဆိုရင်ကျွန်တော်12 volt နဲ့24 volt ဆိုပြီးတော့2မျိုးလာပါတယ်ကျွန်တော်စမ်းပြပေးထားတဲ့ကောင်လေးက12 volt ဖြစ်ပါတယ်ဒီကောင်ရဲ့ body ပုံစံလို့လည်းကျွန်တော်သေချာလေးပြထားပေးပါတယ်သူ့မှာဆိုရင်ကျွန်တော်တို့ဗီဒီယိုညှက်တဲ့ clip လေးနှစ်ခုပါမယ်ပြီးတော့filter လေးတစ်ခုပါပါမယ်အခုလိုမျိုးအသုံးပြုရလွယ်ကူပြီးတော့အချိန်ကုန်သက်သာတဲ့ဒီစီစုပ်ပန်လေးကိုဝယ်ယူချင်တယ်ဆိုရင်တော့ကျွန်တော် TTK ကိုအခုပဲဆက်သွယ်လိုက်တော့เนาะဖုန်းနံပါတ်ကိုလည်းကျွန်တော်အောက်မှာချထားပေးပါတယ်ဒီဗီဒီယိုမှာလည်းကျွန်တော်ရေးထားပေးပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျ